အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ဒီလိုအာလူချိုချွတ်ရွာလေးတွေကိုအပြင်မှာဝယ်စားရေးဈေးကြီးပေးရပြီးစီမသက်မှာဆိုတဲ့သူတွေအတွက်အိမ်မလက်တခုချော်စားလို့ရတဲ့နီးလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာပထမဆုံးအာလူလေးတွေကိုရေစင်အောင်ဆေးပေးလိုက်ပါမယ်ပြီးတော့အခေါ်လေးတွေကိုချော်ထားပေးပါမယ်ပြီးရင်ချစ်တန်လေးကိုတိုးပြီးပပလေးနဲ့ပြပြလေးရအောင်ချစ်ပေးလိုက်ပါမယ်ခင်ဗျာရလာတဲ့အာလူပြားလေးတွေကိုရေစင်အောင်ဆေးပေးပါမယ်ရေကိုဆေးတဲ့အခါမှာလည်းအနည်းဆုံး3ချိန်လောက်ရေလိုဝကြည့်တဲ့အထိဆေးပေးရပါမယ်ခင်ဗျာကဲဒီလိုရေလိုဝကြည့်သွားပြီဆိုရင်ဗီနီဂါချီရီကိုထမင်းစားစောနဲ့တိုးစောကထည့်ပြီးတော့နိုင်ရွယ်လောက်ဆေးထားပေးရပါမယ်ခင်ဗျာဒီလိုအချင်းကြီးဆေးပေးခြင်းအပြင်အာလူကိုကြော်တဲ့အခါမှာပို့ပြီးတော့ကြော်ရစေပါတယ်ခင်ဗျာဒါကတော့နိုင်ရွယ်အချင်းကြီးဆေးပြီးရလာတဲ့အာလူပြားလေးတွေပါခင်ဗျာပြီးရင်အာလူပြားလေးတွေကိုရေချအောင်အချောက်ခံပါမယ်ခင်ဗျာကျွန်တော်ကတော့6တာပုံမြတ်အောက်ကနေတ िश ူးလေးတွေကိုခံပြီးတော့အချောက်ခံပေးပါတယ်ခင်ဗျာဒီနေရာမှာနေလှမ်းစရာမလိုပါဘူးခင်ဗျာအပြေလေးနဲ့ပဲတနအီဝေါ်ချင်းချောက်ခံပေးရပါမယ်ခင်ဗျာကဲဒီလိုအာလူပြားလေးတွေရေလိုဝချောက်သွားပြီဆိုရင်အာလူကြော်လေးကိုစားကြော်လို့ရပါပြီခင်ဗျာပထမဆုံးအိုးထဲကိုစီထည့်ပြီးစီပူလာတာနဲ့အာလူပြားလေးတစ်ပြားကိုဒီလိုလေးထည့်ဆန်းကြည့်ပါမယ်ထက်တဲ့ချင်းအပေါ်ကိုတက်လာပြီဆိုရင်အာလူကြော်ကိုစားကြော်လို့ရပါပြီခင်ဗျာကြော်တဲ့အခါမှာအာလူပြားလေးတွေကဒီလိုညွညွလေးဖြစ်လာပြီဆိုရင်ရပါပြီခင်ဗျာအရန်ညိုစရာမလိုပါဘူးပြီးမှသူ့ပူချင်းနဲ့သူညိုလာပါလိမ့်မယ်ခင်ဗျာကြော်တဲ့အခါမှာလည်းအာလူပြားလေးတွေကိုအများကြီးမကြော်ဘဲနဲ့အနှဲငယ်စီခွဲကြော်ပေးရပါမယ်ဒါမှအာလူကြော်လေးကမကျုံမကြည့်ဘဲနဲ့ကြော်လေးရမှာပါခင်ဗျာအကဲလို့ကိုကအရသာမှုထက်ချေတယ်ဆိုရင်မကြော်ခဲထည့်နေလို့ရပါတယ်ကျွန်တော်ကတော့ဒီတိုင်းလေးလည်းရတာရှိလို့ဘာမှမထည့်ထားပါဘူးခင်ဗျာကဲဒါဆိုရင်တော့အာလူချိုချွတ်ရွာလေးကိုရရှိပါပြီခင်ဗျာဒီလိုအိမ်မှာကြော်စားတာကစီမသက်မှာကိုလည်းမပူရတဲ့အပြင်ကိုကြစီလေးသက်သာတာမို့အာလူကြော်လေးကိုဒီနီလေးတိုင်းအိမ်မှာလည်းတကူကြော်စားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ